ပွဲမှာဆောင်ရခြင်းဆယ်လီဟင်းသူအောင်တချင်းဆိုနေတဲ့အပေါ်အခုလိုပြုမှုခဲ့တဲ့အောင်ရဲလင်းပရိသတ်များအလုံးပဲမင်္ဂလာပါရှင်အောင်ရဲလင်းဆိုတာမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတွေထဲမှာဆိုတယောက်အပါအဝင်ဖြစ်ပါတယ်မင်းသားမင်းသမီးတွေကအနုပညာရှင်စစ်စစ်ဖြစ်ကအနုပညာလောကမှာဆို level တစ်ခုပုံမြင်တယ်လို့ကိုဆိုရမှာဖြစ်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့အနုပညာရှင်တွေနဲ့အပြိုင်ဆယ်လီတချို့ကလည်းနေရာဝင်ယူလာခဲ့တာဖြစ်ပါတယ်ဒါအပြင်ပွဲရှင်တွေကအနုပညာရှင်တွေနဲ့ဆယ်လီတွေကိုယောဂပွဲမှာဖိတ်လာတာမျိုးလည်းရှိလာခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ကမန္တလေးပွဲမှာဆိုရင်လည်းအောင်ရင်လင်းကဟိန်းသူအောင်နဲ့အတူပွဲတစ်ပွဲဖျော်ဖြေခဲ့ရတာဖြစ်ပါတယ်။ဟိန်းသူအောင်နဲ့အောင်ရင်လင်းတို့ကမန္တလေးမြို့ရဲ့နာမည်ကြီးဖြစ်တဲ့ဗီရာရွှေကြလက်ဖက်ကနေဖိတ်ထားခဲ့တာဖြစ်ပါတယ်။ဗီရာရွှေကြကကထိန်ခင်းတာဖြစ်ပြီးအဆိုပါပွဲမှာဆယ်လီတွေရောမင်းသားတွေပါဖိတ်ထားခဲ့တာဖြစ်ပါတယ်။ဆယ်လီတွေနဲ့အနုပညာရှင်ကြီးတွေကိုအတူဖျော်ဖြေခိုင်းတာလည်းရှိပါတယ်။ဒါပေမဲ့ဆယ်လီတွေအနေနဲ့မင်းသားအောင်ရင်လင်းရဲ့ပရိသတ်ဝန်ရံမှုကိုတော့မမီကြပါဘူး။အောင်ရင်လင်းကတချင်းမစိုးတက်ပြီးမြအဆိုပါပွဲမှာတချင်းတွေပါတီးဆိုပေးရတာပါ။တချင်းဆိုတဲ့အချိန်မှာလည်းစုချင်းငွေတွေအများကြီးကိုချီးမြှင့်ကြတာပါ။သိန်းကို20 30ချီးမြှင့်ကအနီကြီးတွေကအပြန်အဆိုင်ငွေတွေအန်းနေကြတာဖြစ်ပါတယ်။အောင်ရင်လင်းအလဲပြီးတဲ့အချိန်မှာဆယ်လီဟိန်းသူအောင်ကလည်းတချင်းဆိုခဲ့ရပါတယ်။သူကစင်မောမှာဆိုနေတာကိုဘေးနားကနေအောင်ရဲလင်းကထိုင်ပြီးနားထောင်နေရတဲ့အခြေအနေဖြစ်ပါတယ်။အောင်ရဲလင်းလိုမင်းသားကြီးအရှိမတချင်းဆိုရတာသူအတွက်တော့ဝင်ပြီးစေပါတယ်။ရှိန်နေရမျိုးလည်းရှိတာမို့စိတ်ထဲမှာတမျိုးကြီးဖြစ်နေကြတာပါ။ဒါပေမဲ့အောင်ရဲလင်းကမထင်မှတ်ထားလောက်အောင်စိတ်သဘောထားပြေဝသူဆိုတာကိုမြင်တွေ့ခဲ့ရပါတယ်။ဟိန်းသူအောင်ကတချင်းဆိုနေချိန်မှာအောင်ရဲလင်းကစိတ်မဝင်စားသလိုအပြူမှုမျိုးလည်းလုံးဝမလုပ်ပါဘူး။ဟိန်းသူအောင်တချင်းဆိုတာကိုတကယ်စိတ်ဝင်စားတဲ့ပုံစံနဲ့နားထောင်နေကြတာဖြစ်ပါတယ်။တချို့အမှုပညာရှင်တွေနဲ့မင်းသားမင်းသမီးတွေကသူတို့ထက်အစင်းနေတဲ့သူတွေနဲ့မရင်းနှီးတဲ့သူတွေတချင်းဆိုနေရင်ဖုံသုံးနေတာမျိုးလောက်တတ်ကြပါတယ်။အလုံးများနေသလိုစိတ်မဝင်စားသလိုလောက်တတ်တာပါ။ဒါပေမဲ့အောင်ရင်လင်းကတော့ဟိန်းသူအောင်တချင်းဆိုတာကိုပြုံပြုံကြီးထိုင်ကြီးကလက်ခုပ်တီးကအားပေးနေကြတာဖြစ်ပါတယ်။တချင်းဆိုနေတဲ့တခြားလုံးအောင်ရင်လင်းကလက်ခုပ်တီးကပရိသတ်တွေနဲ့အတူလိုက်အားပေးတာပါ။အခုလိုအောင်ရင်လင်းကအားပေးတာကိုသိရတဲ့အတွက်ဟိန်းသူအောင်လည်းအတိုင်းမသိအောင်ကိုဝမ်းသာနေတာပါ။အောင်ရဲလင်းလိုအမှုပညာရှင်စီကနေအခုလိုအားပေးခံရလိမ့်မယ်လို့မထင်ထားတာကြောင့်ပါ။အောင်ရဲလင်းကမန်မာနာလည်းမရှိပဲပြုံးရွှင်ကကြည်နေတာကဟိန်းသူအောင်လိုတက်သက်စာအစိုးရအတွက်တော့အားဖြစ်စေရပါတယ်။သူဆိုတာကိုနိုင်ငံကျော်မင်းသားကတော့အားပေးလို့ဂုဏ်ယူနေရတာပါ။ဒါကြောင့်မို့မင်းသားအောင်ရဲလင်းကလက်ခုပ်တီးအားပေးနေတာချစ်စရာလေးဗျာ။ကိုကြီးအောင်ရဲလင်းနဲ့ဒုတိယအကြိမ်ဆုံးဆိုပြီးဟိန်းသူအောင်ကရေးသားထားတာဖြစ်ပါတယ်။အောင်ရင်လင်းကအဆိုပါပွဲမှာပြုံးပြုံးကြီးနဲ့ထိုင်နေတာကြောင့်ပွဲလာသူတိုင်းကမချီကျူးပဲကိုမနေနိုင်ပါဘူး။သူကိုယ်တိုင်တချင်းဆိုတဲ့အချိန်လေးအပြုံးမပြတ်သလိုတွေ့သမျှပရိသတ်ကိုလည်းပြုံးပြကလိုက်နှုတ်ဆက်နေတာပါ။ဒါအပြင်ဟိန်းသူအောင်တို့လိုဆယ်လီတွေတောင်ကြောမော့အောင်ဝက်စင်ကပွဲတက်လာပြီးမြဲသူကတော့ပစိုးနဲ့တီရှပ်အဖြူရောင်လေးကိုသာဝက်စင်ကပွဲတက်လာခဲ့တာဖြစ်ပါတယ်။အောင်ရင်လင်းကအယိုးရှင်းဆုံးပွဲတက်လာတာမို့အားလုံးကချီကျူးနေခဲ့ကြတာလည်းဖြစ်ပါတယ်။ဟိန်းသူအောင်အပေါ်မှာအောင်ရဲလင်းရဲ့ဆက်ဆံပုံကိုဘယ်လိုမြင်လဲဆိုတာကောမန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်။